ဒီတစ်ခါ Pico CDF challenge တွေကကြတော့ find me ပေါ့နော် find me ကိုကျွန်တော်တို့ဒီမှာကြည့်လိုက်လို့ရှိရင် web exploitation ပေါ့နော်သူက Pico CDF 2023တော့help us test the form I submitted username at test and password as test exclamation mark နော် website ကကြတော့ဒီမှာအဲ့တော့ကျွန်တော်တို့ကြည့်လိုက်မယ်ပါရထူကြတာတွေ့လေပေါ့ hints ပါပြောထားလဲဆိုတော့ any redirection ဆိုတော့ဒီ web မှာဆိုရင်ကျွန်တော်တို့ open redirection လို့ပါလို့ရှိရပေါ့နော် redirect သွားတဲ့စနစ်တွေအဲ့တော့အဲ့ကဟာကိုကျွန်တော်တို့ကြည့်ရမှာအဲ့တော့သူပြောတဲ့အတိုင်းမဝင်ရင်ကျွန်တော်တို့ source မှာပါရများရှိမြဲကြည့်လိုက်မယ်အဲ့တော့ style ထူးထူးခြားခြားမရှိဘူး link ချိန်ထားတာရှိတယ်အောက်ကသူကအရှင်က login ဆိုတဲ့ရှိကိုသွားတယ်ပေါ့နော် post method နဲ့သွားတယ်ဒီမှာတော့ထူကြတာမရှိတဲ့အတွက်ကျွန်တော်တို့သူပြောတဲ့အတိုင်းဝင်လိုက်မယ်DSD test ရဲ့ DSD test exclamation mark ဝင်လိုက်တယ်flag လို့ကျွန်တော်တို့တစ်ချက်တွေးလိုက်တယ်เนาะဒီနားလေးမှာ flag လို့တစ်ချက်တွေးလိုက်တယ် search for the flag လို့ရှာပြီးတော့ကိုလို့တော့လိုက်တစ်ချက်တော့တက်လိုက်တယ် I was redirected here by a friend of mine but I couldn't find anything how to search for the flag ဒီမှာတော့မရဘူးလို့ပြောတယ်ဒါဆိုရင်ကျွန်တော်တို့တစ်ခါပြီးဆိုမှာပါရှိလဲဆိုရင်သူကဘာမှမရှိဘူးဒီမှာတော့span နဲ့ကျွန်တော်နောက်ဝက်မှာထောက်ကြည့်အောင် reload ပေးလိုက်ရင်ဒီကိုသွားတယ်ကျန်တာထူးထူးခြားခြားမတွေ့ဘူးโอเคအဲ့ဒါဆိုရင်ကျွန်တော်တို့သူ့နောက်ွယ်မှာ redirection ဆိုတော့တစ်ခုခု redirect သွားလိမ့်မယ်အဲ့သွားတဲ့နေရာကိုကျွန်တော်တို့ဖမ်းမှုကြတော့ဘန်ဆွေးနဲ့ဖြတ်ဖမ်းကြည့်လိုက်အဲ့တော့ဘန်ဆွေးနဲ့ဖြတ်ဖမ်းကြည့်ရင်တော့သူနဲ့သက်ဆိုင်တာတွေမြင်ရမယ်လို့ယူဆတယ်ပန်းဆွေကိုကျွန်တော်ခဏ Foxy Proxy မှာ on မိထားလိုက်မယ်ဒီ website အတွက်ပြီးရင်ကျွန်တော်ပတ်ပြန်သွားမယ်ဘတ်သွားရင်ဒီမှာတွေ့ပြီလားနော် proxy refuse connection တော့ကျွန်တော်ဒီဟာကိုတစ်ချက်ဖမ်းလိုက်အဲ့တော့ပုံမှန်တိုင်းကျွန်တော် request ဖမ်းလိုက်မယ် get method နဲ့ select ဒီ website ကိုသွားတယ်ကျွန်တော်အဲ့တော့ forward ပေးလိုက်မယ်ပြီးလိုက်ရင်သူ main ဟာကိုလာပြီးအဲ့တော့ test exclamation mark ကိုခေါ်လိုက်မယ်အဲ့တော့ login ဆိုတဲ့ရှိကိုသွားတယ် test ရဲ့ test exclamation mark ရဲ့ဒါကိုကျွန်တော်တို့ repeater ကြီးခဏပို့ထားလိုက်အဲ့တော့ login အဲ့တော့ကိုကျွန်တော် forward ပေးလိုက်ရင်ဘာဖြစ်မလဲဒီမှာက next page ကိုသွားတယ် get method နဲ့ဒီမှာတွေ့ပြီပေါ့နော် id ဆိုပြီးတော့သူကnext page id ညီများချင်းဒီလောက်လို့ပြောတယ်အဲ့ဒီကောင်ကဒီမှာ base64 decode လုပ်လိုက်ကျွန်တော် auto decode selected ကို base64 ကျွန်တော် decode auto decode ထည့်ပေးတာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်ဒါက flat ကြီးတန်းထွက်လာပြီပေါ့နော်ဒါပေမဲ့တစ်ချမ်းပဲဖြစ်နိုင်တယ်အဲ့ဒီအတွက်ကျွန်တော်ဒါကို copy ယူရမှာ copy ယူပြီးတော့ဒီဘက်မှာခဏသိမ်းထားမယ်ပြီးတော့ရင် forward ထပ်ပေးလိုက်မယ်forward ထပ်ပေးလိုက်ရင်ထပ်ထွက်လာတော့အဲ့ထွက်လာတဲ့ဒီ page id နောက်ကကောင်လေးကိုကျွန်တော်ထည့်ယူလိုက်တာထွက်လာပြီ okay ကျွန်တော် control c ဒီမှာ control v
အဲ့ဒါဆို proxy all the way တဲ့ဒါပဲဖြစ်နိုင်ကြည့်က forward ပေးလိုက်မယ်သူကဒီမှာ flag ကိုဒီ page ကို redirect သွားတာအဲ့တော့ဒီ redirection ကိုနားလည်စေခြင်းတဲ့သဘောမှရှိတယ်ဒီဘက်မှာလည်းအကြိုင်ကျွန်တော် proxy မှာထပ်တက်လာလိမ့်မယ်အဲ့တော့ forward ပေးလိုက်တယ်ဆိုလို့ရှိရင်ဒီ page ကိုရောက်သွားပြီပေါ့အဲ့တော့ redirection တွေဘယ်လိုလုပ်တယ် page တစ်ခုကနေတစ်ခုဘယ်လိုသွားတယ်ဆိုတဲ့ဟာလေးကိုနားလည်စေခြင်းတဲ့သဘောပဲအဲ့တော့ကျွန်တော်ဒါလေးကို copy ယူလိုက်မယ်ဒီမှာထည့်ကြည့်မယ် path suite ကိုခဏ disable ပေးလိုက်မယ်ဟုတ်လားမဟုတ်လားပေါ့နော် paste submit okay ဒါဆိုအဆင်ပြေသွားပြီအဲ့တော့ဒီ lab ရဲ့ main ကတော့သူကကျွန်တော်တို့ဒီ internet မှာ open redirection ဆိုတာရှိတယ် open redirection ဆိုလို့ရှိရင်ဒီကောင်က open redirection application က user control လုပ်လို့ရတာပေါ့ဒီ redirect သွားတဲ့နေရာကိုကျွန်တော်တို့ control လုပ်ပြီးတော့ဒီအားနဲ့ attacking လုပ်တဲ့ပုံစံမျိုးပေါ့ဒီ open redirect vulnerability ရှိတာပေါ့အဲ့တော့ vulnerability ရှိတာဖြစ်တဲ့အတွက်အဓိကတော့ open redirect ဆိုတဲ့ဟာက redirect ဘယ်နေရာမှာသွားလဲကျွန်တော်တို့ကတစ်ခုခုကို action တစ်ခုလုပ်လိုက်တဲ့အချိန်မှာတနေရာကို redirect သွားတဲ့အချိန်မှာ redirect link ရှိတယ်အဲဒီ redirect link ကိုဘယ်လိုဖမ်းလို့ရလဲဘယ်လိုမျိုးကျွန်တော်တို့ဖတ်ကြည့်လို့ရလဲဒါလေးကိုနားလဲစေတယ်ဒီမှာဆိုလို့ရှိရင် redirect သွားတဲ့ link ရှိတယ်အဲဒီ link ကိုသူ URL encode ပုံစံလေးနဲ့လည်းလုပ်ပြထားလိုက်ပြီးတော့အဲဒီထဲမှာ flag ထည့်ထားလိုက်တာဒါကတော့အဲ့တော့ကျွန်တော်တို့ real world နဲ့ပြန်စဉ်းစားရင်တော့ဒီအပေါ်မှာသွားနေတဲ့ link တွေကိုဆိုလို့ရှိရင်ကျွန်တော်တို့ကဖြတ်ဖမ်းကြည့်ပြီးတချို့အရာတွေဒီထဲမှာရေးကြည့်တဲ့ information ပါနိုင်တယ်တချို့အရာတွေကဒီ open redirect သွားနေတဲ့ကောင်ကိုကြည့်ပြီးတော့ attack လုပ်လို့ရတဲ့စနစ်တွေရှိနိုင်တယ်ဆိုတဲ့အသီးလေးရစေခြင်းလို့ဖြစ်နိုင်တယ်။ Okay ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ find me ဆိုတဲ့ challenge လေးကိုဖြေလို့ရမယ်လို့ယူဆတယ်နားလည်မယ်လို့လည်းယူဆတယ်။နောက်တဲ့ challenge တွေမှာလည်းထပ်ပြီးတော့ကျွန်တော်တို့ကြည့်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်။